မိမိကိုယ်ကိုတေဆုံးသွားပြီဆိုသည်ကိုမယုံကြည်နိုင်သေးသောစစ်သားလေးမှာသူ၏တရင်မှုထံမှအမိန့်ကိုစောင့်မျှော်ရင်းမတ်တက်ရက်နေစေဖြစ်သည်တရင်မှုသည်အပြစ်မကင်းသည့်စိတ်တိဖြင့်သူ့ထံသို့လျှောက်လန်းလာပြီးနောက်ဆုံးကရောက်ဝပြုနှုတ်ဆက်လိုက်သည်ဤတရင်တွင်တစ်ချိန်ကရှိခဲ့ဘူးသည့်နာကျင်မှုနှင့်စစ်ပြအားငယ်မှုများကိုတရင်မှုကကောင်းကောင်းနားလည်နေပါသည်စစ်သားလေးမှာမူသူတေဆုံးသွားပြီဖြစ်ကြောင်းကိုမတက်တာသည့်အဆုံးလက်ခံလိုက်ရတော့သည်သူသည်အဝေးကမြင်နေရသည့်မိအောင်များကိုလက်ညှိုးထိုးပြနေလေသည်ထိုနေရာမှာသူ့ကိုစောင့်မျှော်နေသည့်မိဘများရှိရာအင်္ဂလိပ်ပင်ဖြစ်သည်သို့တော်သူသည်ဘတော်ခါမှအိမ်ပြန်ခွင့်ရတော့မည်မဟုတ်ပေတရင်မှုကစစ်သားလေးအားငြိမ်းချမ်းစွာအနားယူရန်ဖြောင်းဖြပြောဆိုနေစဉ်မှာပင်ဥမင်လိုင်ကောင်းတွင်မှစစ်ဖက်နှက်တံများပဲ့တင်ထက်လာသည်တရင်ရောက်ရှိကြောင်းသတင်းပို့ပါတယ်ကျွန်တော်တို့အားလုံးပြန်ရောက်ပါပြီဟုကြွေးကြော်တံများထွက်ပေါ်လာသည်တရင်မှုမှာတုံလှုပ်ချောက်ချားသွားပြီးနောက်သို့ဆုတ်လိုက်မိသည်မိမိ၏တက်ခွဲတစ်ခုလုံး၏နေရာတွင်တေဆုံးသွားခဲ့ရသည်ကိုသူမယုံကြည်နိုင်အောင်ဖြစ်နေရသည်တရင်မှုကတုံရီနေသောအတန်ဖြင့်စစ်သားများအားပြောလိုက်သည်မှာမင်းတို့အားလုံးနိုင်ငံတော်အတွက်အသက်ပေးခဲ့ကြတာပဲမင်းတို့ကိုစစ်မြေပြင်စီပို့ခဲ့တာငါကိုယ်တိုင်ပဲမင်းတို့အားလုံးအသက်ဆုံးခဲ့ရချိန်မှာပြစ်ဒဏ်ခံရမှာကငါပဲဖြစ်တင်တာငါကတော့စစ်တုံးပန်းဖြစ်ဖမ်းဆီးခံခဲ့ရတယ်အဲ့ဒီတုန်းကငါသာမင်းတို့နဲ့အတူတေဆုံးသွားခဲ့ရင်ငါဘဝဟာဒီလောက်ထိနောင်တတွေနဲ့နေရောညပါ၆လန့်ခံနေရမှာမဟုတ်ဘူးငါသားတို့အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲပြန်သွားပြီးအနားယူကြပါတော့ထို့နောက်တရင်မှုသည်ကိုမတ်မတ်ရက်ကအလေးပြုရင်အမိန့်ပေးလိုက်သည်အားလုံးအမိန့်တိုင်းပြန်ကြစေထိုအမိန့်တန်ကိုကြားရသည်နှင့်တက်စုသုံးမှစစ်သားများသည်တညီတညွတ်တဲလှည့်ပြန်သွားကြပြီးဥမင်လိုင်ကောင်းထဲသို့တဖြည်းဖြည်းချင်းဝင်ရောက်ပြောက်ကွယ်သွားကြသည်တရင်မှုသည်သူတို့အားလုံးပြောက်ကွယ်သွားသည့်အထိလောက်ချီအလေးပြုရင်ရက်ကြံရစ်ခဲ့သည်ထို့နောက်တွင်မူသူသည်နာကျင်မှုများစွာဖြင့်ဒူးထောက်လဲကျသွားတော့သည်ထိုချိန်မှာပင်ကြောအော်နှင့်လက်ပစ်ပုံးများပတ်ထားသည့်ခွေးလေးတစ်ကောင်ပေါ်လာပြီးတရင်မှုကိုဟောင်းလေသည်ထိုခွေးလေးသည်လည်းစစ်မြေပြင်တွင်တေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းထင်ရှားလာပါသည်ခန္ဓာကိုယ်တစ်ခုလုံးပုံးများပတ်လျက်ဖြင့်သူ၏ဘဝသည်မိမြပင်ပင်ပန်းဆင်းရဲခဲ့ရမည်နီလောကကြီးတစ်ခုလုံးငြိမ်းချမ်းပါစေတည်း